ranking က Ronaldo နဲ့ပတ်သက်ပြီးခုလိုပြောပါတယ်။ Ronaldo က2003-2004ရာသီအစပိုင်းမှာအသင်းကိုရောက်လာခဲ့တယ်။ကျုပ်ဒီကောင်လေးကိုချက်ချင်းသဘောကျလို့သွားတာပါပဲ။သူကအဟန်ရှိတယ်အမူအကျင်ကောင်းလည်းရှိတယ်။ကျွန်တော်ကိုထင်ကြီးသွားစေသောအချက်ကဘာလဲဆိုတော့သူကတကယ်ဆိုရင် Lisbon မှာအငှားနဲ့တရားသည်ထက်နေခြင်းနေလို့ရအောင်ခွင့်ပြုပေးထားခံရတယ်။ဒါပေမဲ့သူကမနေတော့ဘူးပြောပြီး Manchester ကိုချက်ချင်းရောက်ချလာတယ်။ကျုပ်ကတော့ဒါကောင်းတယ်လို့ထင်တယ်။ရင်းနဲ့ဆုံးဖြတ်ချက်ပဲ။ဘာလို့လဲဆိုတော့သူက18နှစ်ပဲရှိသေးတာလေ။ရောက်ပြီးရရင်နဲ့ကြာတော့သူလင်းချင်နေတာကိုကြည့်ရင်ကျုပ်တွေးမိတာကဒီကောင်လေးဟာကဘာအကောင်းဆုံးတွေကတယောက်တော့ဖြစ်လာတော့မှာပဲပေါ့။ခမရအနေနဲ့ကစားမကောင်းတယောက်ဖြစ်ချင်းအဲ့လိုပုံစံတော့ပေါက်ရမယ်။စီဒန်ဟာကစားမတယောက်နဲ့တူတယ်ဗျာ။ Ronaldo ကလည်းအဲ့လိုကစားသမားပါပဲ။ကစားသမားတယောက်ရဲ့ပုံစံပေါက်တယ်။အသွင်တန်းခန္ဓာကိုယ်ဟန်နေထအကုန်လုံးရှိနေတယ်။နည်းနည်းဟန်တယ်လဲပုံစံလည်းရှိတယ်။တော်တော်ကောင်းတဲ့ဟန်တယ်နီးပါ။သူကွင်းထဲကိုစောင့်ဝင်လာခဲ့တဲ့အချိန်တွေတုန်းကသူဟာတကယ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတယ်ဆိုတာကိုကျုပ်တို့မေ့နေခဲ့ကြတယ်။သူကသူ့ကိုဝင်ဖြတ်ဝင်တိုင်းရင်လွယ်လွယ်နဲ့လဲချတတ်တယ်။သူစူးစမ်းအားထုတ်မှုတွေရဲ့အဆုံးသက်ကတိတ်မကောင်းတတ်ဘူး။ဒါပေမဲ့ထပ်ပြောရရင်သူက18နှစ်ပဲရှိသေးတယ်။ခြာတိတ်ကလေးပါပဲ။အဲ့ဒီရွယ်တုန်းကကျုပ်ဆိုရင် coach မှာရှိတဲ့ Rothmund အသင်းရဲ့လူငယ်အသင်းမှာကစားနေရတော့မှရှိသေးတယ်။သူကတကယ်ကိုအံ့အသင့်မှုကောင်းပါတယ်။ချက်ချင်းဆိုလိုပဲ United မှာအလုပ်အကျိုးစားဆုံးကစားသမားတွေကတယောက်ဖြစ်လာတယ်။ကျုပ်သိတဲ့ကစားသမားတော်တော်များများကအလုပ်အကျိုးစားကြတာပါပဲ။ဒါပေမဲ့ Ronaldo ကျတော့အလုပ်အကျိုးစားမှုအပေါ်မှာပင်ကိုပါရမီကပါထပ်ဆောင်ထားတယ်။